အဝေးကွင်းမှာကိုးပြတ်နိုင်ပြီးကမ္ဘာဖလားဝင်ခွင့်ရတော့မယ်မြန်မာအသင်းပရိသတ်ကြီးရေမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာဘောလုံးပရိသတ်တွေအတွက်အလွန်ဝမ်းသာစရာကောင်းတဲ့သတင်းတစ်ပုဒ်နဲ့အတူပြန်လည်ရောက်ရှိလာပါပြီမကြသေးခင်ကမှလူငယ်အသင်းတွေနဲ့အမျိုးသမီးအသင်းတွေရှုံးထားသမျှကိုမြန်မာလက်ရွေးစင်အသင်းကြီးဟာကွင်းနေဆင်ပြီး6 ဂိုးပြန်ဆိုရရလနဲ့အမှန်ကန်မှန်ပြလိုက်ပါပြီဖိလစ်ပိုင်နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာမြန်မာအသင်းကကူဟန်အသင်းကိုဘလူရီတော်ဂိုးမိုးရွာသွန်းပြီးဖလားရဖို့နီးစပ်သွားပြီလဲဆိုတာကြည့်အောင်ပါဟုတ်ပါတယ်ကူဟန်ဆိုတာကျမတို့မြန်မာအသင်းအတွက်တိတ်ခတ်ခဲ့တဲ့ပြိုင်ပွဲမဟုတ်ခဲ့ဘူးဆိုတာကိုဒီပွဲကသက်သေပြသွားပါတယ်နီးပြချုပ်ဦးမျိုးလိုက်ဝင်အတွက်တော့ကစားသမားစုံလင်ကိုခြေစွမ်းစမ်းသပ်ခွင့်ရခဲ့တဲ့ပွဲတစ်ပွဲလေးဖြစ်ပါတယ်အထူးသဖြင့်ပွဲပေပြစ်ဒဏ်တွေလွတ်မြောက်လာတဲ့အသင်းကောင်းဆောင်မောင်မောင်လင်ကိုပါဒီပွဲမှာပြန်လည်အသုံးပြုသွားခဲ့တာတွေ့ရပါတယ်။ပွဲစားရနေမြန်မာအသင်းကဖိအားပေးကစားနိုင်ခဲ့ပြီးပထမပိုင်းမှာလည်း၃ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ဂိုးရီကူတော့ပွဲကစားချိန်73မိနစ်မှာနောက်ခံလူစိုးမိုးကျော်ကခေါင်းတိုက်ပြီးပထမဆုံးအဖွင့်ကို23မိနစ်မှာအသင်းကောင်းဆောင်မောင်မောင်လွင်ကဒုတိယကို35မိနစ်မှာတိုက်စစ်မှုဝင်းနိုင်ထုံးကတတိယကိုအတီးတီသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်းမြန်မာသိန်းရဲ့တိုက်စစ်ကရှယ်ဟိုလုံးဝမကြခဲ့ပါဘူး။ပွဲကစားချိန်53မိနစ်မှာဝင်းနိုင်ထွန်းကပဲသူ့အတွက်ဒုတိယမြောက်သွင်းကိုထပ်မံသွင်းယူပေးခဲ့တယ်လို့58မိနစ်မှာဇော်ဝင်းသိန်း86မိနစ်မှာရှိုင်းဝနအောင်တို့ကဇက်တိုက်ဂိုးသွင်းယူပေးခဲ့တယ်လို့မြန်မာသိန်းတက်တကယ်ကိုဂိုးမုံရွာသွင်းခဲ့တဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ဒါပေမဲ့ပွဲကစားချိန်89မိနစ်ဝန်းကျင်လောက်မှာတော့မြန်မာသိန်းကရင်းရောင်တယောက်ပြိုင်ဘက်ကူးသမားကိုအဝင်ကျက်မိလို့ဓာတ်ရိုက်နေကပြခံလိုက်ရပါတယ်။ဆယ်ယောက်17ယောက်အနေထားနဲ့ကစားခဲ့ရပြီးပွဲပြီးကနေနာကျင်အချိန်ပို90မိနစ်ကျော်မှာတော့ဂူဟန်သိန်းကပန်နတီကနေခြေပါကိုတကူပြန်လည်ရရှိသွားခဲ့ပါတယ်။ဒီပန်နတီကိုတော့ဂူဟန်ကစားသမားကိုမတ်ကသွင်းယူသွားခဲ့တာပါ။ဒါကြောင့်ပွဲပြီးမှမြန်မာ6ကိုဂူဟန်တကူဆိုရင်ရလနဲ့ပြီးဆုံးခဲ့ပါတယ်။ဒီ6ကိုပြတ်နိုင်ပွဲကတကယ်ကိုဂုဏ်ယူစရာပါ။ဒါပေမဲ့ရင်အောင်စရာကောင်းတာတခုကတော့မြန်မာပြည် TV Channel ရှေ့မှာထိုင်ကြည့်ခွင့်ရတဲ့သူတွေဂိုးဝင်နိုင်အော်ဟစ်ပျော်ရွှင်နေချိန်မှာအွန်လိုင်းကနေ live လေးတောင်းကြည့်မဲ့ပရိသတ်တွေခင်ဗျလေလုံးဝရှာမရလို့ဒီကိုပြတ်နိုင်ပွဲကြီးကိုမျက်ဝါးထင်ထင်မကြည့်လိုက်ကြရတာပါပဲ။လာမယ့်ပွဲတွေမှာတော့ online ပရိသတ်တွေအတွက် live ကြည့်ခွင့်ရပါစေလို့ဆုတောင်းပေးရမှာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ခုရရှိခဲ့တဲ့ကိုပြတ်နိုင်ပွဲကြောင့်မြန်မာသင်းကလာမယ့်ဇွန်လ9ရက်နေ့မှာကစားမဲ့အင်ရှင်ဖိလစ်ပိုင်နဲ့နောက်ဆုံးပွဲစဉ်မှာတရေကစားရုံနဲ့တင်သုံးနိုင်ငံဖိတ်ခေါ်ဖလားကိုစုကုပြီးချန်ပီယံဖြစ်တော်မှာပါ။ဘာလို့လဲဆိုတော့ဖိလစ်ပိုင်အသင်းကကူဟန်အသင်းကို9 ဂိုးတကူနဲ့ပဲနိုင်ထားတာဖြစ်လို့6 ဂိုးတကူနဲ့နိုင်ထားတဲ့ကျမတို့မြန်မာအသင်းကဂိုးကွာချချက်တာနဲ့အဆင့်တက်နေရနဲ့ဂုံယူဝင်ကြွားစွာဦးဆောင်နေလို့ပါပဲ။ဂိမ်းလာမယ့်ဇွန်လ9ရက်နေ့ဖိလစ်ပိုင်နဲ့ပွဲစဉ်မှာရောမြန်မာအသင်းနဲ့အင်ရှင်ကိုကြော်ဖြတ်ပြီးချန်ပီယံဆုဖလားကြီးကိုယူနိုင်မလား။ဘလူးရလက်တွေထွက်ပေါ်လာမလဲဆိုတာကိုပရိသတ်ကြီးတို့ရဲ့ခံမှန်းချက်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။